ကောင်လေးတယောက်ဟာထိုင်ကုန်မှာထိုင်ဖို့အလုပ်ထိုင်ကုန်အောက်ကနေချွန်ထက်တဲ့တန်မှုတစ်ချောင်းရုတ်တရက်ထွက်လာပါတယ်။နာကျင်မှုကပြင်းထန်လုံးတာကြောင့်သူဟာမရက်မနာခုန်နေရပါတော့တယ်။ရက်လိုက်တာနဲ့တန်မှုကသူ့ကိုဒုက္ခပေးမှလေဒါဟာလွန်ခဲ့တဲ့ရက်နှဲငယ်ကသူ့ဆရာရဲ့ထူးဆန်းတဲ့လေ့ကျင့်ခန်းကြောင့်ပါ။သူ့ဆရာကသူ့ခြေထောက်တွေမှာတံပြားတွေချီနှောင်ပြီးနှဆိုင်တဲ့ကျင်းကြီးတစ်ခုတည်းကိုပစ်ချခဲ့ပါတယ်ပြီးတော့မင်းဒီကျင်းထဲကနေခုန်ထွက်နိုင်တဲ့အထိမနာတမ်းခုန်နေရမယ်လို့အမိန့်ပေးခဲ့တာပါ။ဆက်မှာတော့ကောင်လေးဟာမလုပ်ချင်ပဲရှောင်လွှဲဖို့စူးစမ်းခဲ့ပေမဲ့သူ့အပေါ်ကိုရေအေးတွေလောင်းချလိုက်တဲ့အချိန်မှာတော့သူ့ခန္ဓာကိုယ်ကအလိုလျောက်တုံ့ပြန်ပြီးစတင်ခုန်ပါတော့တယ်။ညနေဆောင်တဲ့အထိခုံရလုံးလို့သူ့ခြေထောက်တွေဟာလုံးဝအားပြတ်နေပါပြီ။သူငယ်ချင်းဖြစ်သူကလာကူညီပေမဲ့သူကညှင်းပယ်ခဲ့ပါတယ်။သူဟာရေနှဲငယ်တောက်ပြီးဒီလိုပင်ပန်းတဲ့လေ့ကျင့်ခန်းကိုတလတိုင်းတိုင်းနေတိုင်းပြုလုပ်ခဲ့ပါတယ်။အခုဆိုရင်သူဟာတံပြားတွေဝတ်ထားလျက်နဲ့တောင်လေထဲမှာကျွမ်းထိုးနိုင်နေပြီဖြစ်တယ်လို့ခုံရင်းနဲ့လည်းကန်ချက်တွေကိုထုတ်ဖော်နိုင်နေပါပြီ။လူတွေကတော့သူအကုန်တက်မြောက်သွားပြီလို့ထင်ခဲ့ကြပေမဲ့သူကတော့လေ့ကျင့်ရေးကွင်းကိုထပ်ပြန်လာခဲ့ပါတယ်။ဒီတစ်ခါမှာတော့သူ့ခြေထောက်ကတံပြားတွေကအရင်ကထက်ပိုလေးလန့်နေပါပြီ။သူဟာလမ်းလျှောက်တာကိုတောင်မေ့သွားတဲ့လူလိုမျိုးခုန်နေခဲ့ပြီးခုန်နေရင်းနဲ့တောင်စကားအေးအေးဆေးဆေးပြောနိုင်နေပါပြီ။ရုတ်တရက်ဆိုသလိုသူနှင်းထားတဲ့တက်သားစင်ကြီးကျိုးကျသွားပြီးပြုတ်ကျနေတဲ့အချိန်မှာသူကအကူအညီတောင်းပြီးအော်ဟစ်လိုက်ပါတယ်ဒါကိုကြည့်ပြီးသူ့ဆရာကပြုံးယုံပဲပြုံးကအခုအဲ့ဒီတံပြားတွေကိုချွတ်လိုက်တော့လို့ပြောလိုက်ပါတယ်သူကလည်းတစ်စက္ကန့်တောင်မဆိုင်မှတော့ပဲတံပြားတွေကိုဖြုတ်ချလိုက်ပါတယ်အရင်ကသူကြောက်ခဲ့တဲ့ကျင်းကြီးကသူ့ရှေ့မှာရှိနေပေမဲ့ဒီတစ်ခါမှာတော့ဘာကြောက်ရွံ့မှုမှမရှိပဲတစ်ချက်တည်းနဲ့အသာလေးခုန်ထွက်နိုင်ခဲ့ပါပြီလေ့ကျင့်ခန်းကတော့ပြီးဆုံးသွားပါပြီဒါပေမဲ့တကယ်စမ်းသပ်မှုကြီးကအခုမှစတင်တော့မှဖြစ်ပုံရပါတယ်